မာဒီနတမာတိတမင်းတို့မမေ့နဲ့ဘာပြောလဲမင်းတို့မမေ့နဲ့တဲ့နော်နောက်ဆုံးပိတ်ပရိနိဗ္ဗာန်ပြုခါဒီမှာလဲနတ်ဒီလာကြဗြဟ္မာဒီလာကြယဟန်ဒီလာကြလူပရိသတ်ဒီလာကြငါနောက်ဆုံးစကားမှားမင်းငါနောက်ဆုံးစကားမှားမယ်တဲ့အဲ့ဒီတည်းမှာဘာမှာလိုက်လဲမင်းတို့မမေ့ကြနဲ့အန္တဓာတိဘိကဝေအမန္တယာမိဟောဝယဓမ္မသင်္ကာရအပမဒီနတံပါတိထာအန္တတသော80ဝါ45ယမနာဘေတရားရည်အေးအမြိုက်စီတိုက်ကျွေးရသဖြင့်ခန္ဓာတော်ရည်နွမ်းလို့ပြမန်းတော်မူလာကြည်ပြီးတကားဒါနိဣဒာနိဘုဒ္ဓနာယုံယကုံသမောအင်ဂျင်တော်ဝေဒီဘောင်ချံယံနိဗ္ဗာန်သို့ဝဇလူနိယကုလောကကြီးဝေဝါနိကသသင်္จิตတို့ဟာအမန္တယာမိအမန္တယာမိသင်တို့သက်လုံးလက်ကိုင်းသောဖို့အဆုံးစကားမှာကြားခဲ့ပြီငါပြိဋိဘံပြုတော့မယ်မင်းတို့နောက်ဆုံးစကားငါမှာကြားခဲ့တော့မယ်ဘယ်သူကလဲဘုရားရှင်ကဘယ်သူကလဲသင်္ခါရတရားတို့သည်ဝေယဓမ္မဖြစ်ကမယကွက်မလဲပဲပြည့်တတ်သောသဘောရှိပေ၏သင်္ခါရဆိုတာတဲ့ပြုလုပ်ခြင်းကိုခေါ်တယ်သင်္ခါရဆိုတာဘာလဲပြုလုပ်တာအဲ့ဒီပြုလုပ်ထားတဲ့အရာမှန်သမျှဘယ်ရာမှမမြဲပါဘူးပြုလုပ်ထားတဲ့အရာမှန်သမျှဘာလဲဘယ်ရာမှမမြဲဘူးဒီကနေ့မိမိတို့ပိုင်းနေဆိုင်နေထင်းတဲ့အရာတွေကလေတဏှိတစ်ချိန်ကြရင်ဟောင်းနှံပျက်စီးခြင်းမရှိဘူးလားယိုယွင်းပျက်စီးခြင်းတွေရောမရှိဘူးလားအိုးအိမ်တိုက်တာတွေရှိတော့မှအိုးအိမ်တိုက်တာတွေကလည်းပဲဟောင်းနှံပျက်စီးခြင်းမရှိဘူးလားနောက်ဆုံးမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးပြန်ကြည့်ရင်တော့ဟိုတော့အသားရည်နဲ့အခုသားရည်တူလားမတူဘူးဘာဖြစ်သွားလဲပျက်စီးလာပြီအိုမင်းမင်းကိုယူလာပြီဒါကြောင့်သင်္ခါရတရားတို့သည်ဝေယဓမ္မဖြစ်ကမယကွက်မလဲပဲအဖြစ်ကလည်းပဲမရက်ပါဘူးအဖြစ်ဆိုတာဘာလဲမရက်ပါဘူးအပြက်ကလည်းကွက်လက်ကလေးတော့မရှိပါဘူးအပြက်ကလည်းဘာလဲကွက်လက်ကလေးတော့မရှိပါဘူးဒါကြောင့်ဖြစ်ကမယကွက်မလဲပဲပြက်တတ်သောသဘောရှိပေ၏တသမတို့ကြောင့်ဒုမေသင်္จิตတို့သည်အပမဒီနာမမေ့မလျောမပေါ့မဆသောတတိတရားဖြင့်သမာဓိထသမာဓိယတကိုယ်စီပြည့်စုံသောနေရကြကုန်ရတည်းဘုရားမှာတယ်နော်အပမဒေနမင်းတို့မမေ့မလျောသောမပေါ့မဆသောတတိတရားနဲ့သမာဓိထသမာဓိယတကိုယ်စီကိုယ်ကမင်းတို့နေကြမမေ့အောင်နေကြပြောတာနော်အဲ့တော့ဘာတွေမမေ့ရမလဲဒါနကိုမမေ့ပါနဲ့သီလကိုမမေ့ပါနဲ့သမထကိုမမေ့ပါနဲ့ဟုတ်ပြီလားဘာဖြစ်လို့လဲဒါနပြည့်စုံမှဘဝလေပြည့်စုံတာလေဒါနတွေဘဝကဖြစ်ကျင်ခဲ့တဲ့ကိုယ့်ရဲ့ကောင်းမှုတွေရှိခဲ့မှလည်းဘဝတွေကဘာဖြစ်ပြည့်စုံတာဒါကြောင့်ဒါနအရေးကြီးတယ်သီလတွေကောင်းမှမှယုတ်စင်းအင်္ဂါတွေလှပ်ပပြီးတော့အသက်ရှိခြင်းအနာရောဂါကင်းခြင်းတွေမရဘူးလားဘာကြောင့်ရလဲသီလကြောင့်သမထရှိမှလည်းစိတ်ချမ်းချမ်းသာသာနေရတယ်သမထရှိတော့ဘယ်လိုနေရလဲစိတ်ချမ်းချမ်းသာသာနေရတယ်ဟေးနောက်ဆုံးဥပဒနာပရင်တော့ဘဝကူးတွေလှပြီးတော့ဘဝလုံးမြောက်ကြောင်းတွေဖြစ်သွားတာပေါ့ဟုတ်ပြီလားဆိုကြအောင်ဒါနာနေတော်မွေတတ်တယ်သီလနေရင်တတ်တော်မယ်သမထနေတော့စိတ်ဆင်းရဲမယ်ဝိပဿနာနေတော့နိဗ္ဗာန်နဲ့လွယ်မယ်ဒါနာနေတော့မွေတတ်တယ်သီလနေတော့တတ်တော်မယ်သမထနေတော့စိတ်ဆင်းရဲမယ်ဝိပဿနာနေတော့နိဗ္ဗာန်နဲ့လွယ်မယ်ဒါဆိုရှင်းပြီမလားဒါနာနေတော့ဘာဖြစ်တယ်မွေးတတ်တယ်ဘဝမှာကိုလိုချင်တာမရရှာဘူးသီလနေတော့ဘာဖြစ်သက်တို့မယ်အသက်တွေတို့မယ်ကျမ်းမာရေးတွေဉာဏ်ဖြစ်မယ်ဘဝမှာကျမ်းမာရေးကောင်းနေတယ်ဆိုတာလေတော်တော်ကံကောင်းတာနော်အဲတော့သီလနေတော့သက်တို့မယ်သမထနေတော့ဘာဖြစ်စိတ်ဆင်းရဲမယ်အမိတိတိသမထဆိုတာစိတ်ကိုငြိမ်းချမ်းစေချမ်းချမ်းသာသာဖြစ်စေအဲ့တော့သမထအလုပ်ကလေးတွေဘုရားဂုဏ်လေးတွေယုံမဲ့တရားဂုဏ်လေးတွေယုံမဲ့တန်ဖိုးလေးယုံကြတယ်
ဒါဘာလို့တာလဲဆိုသမထပဲအာယုံတစ်ခုကိုစူးစိုက်ပြီးလေ့ကျင့်နေတာဒီဗါတယ်သမထအဲ့ဒါဘာအကျိုးရမယ်စိတ်ချမ်းသာမှုကိုရမယ်ပြောပါရမယ်ဟုတ်တယ်ဝိပဿနာနေရင်တော့ဘာနဲ့လွဲမယ်နိဗ္ဗာန်နဲ့လွဲမယ်အခုဒီကနေ့တရားဟောတရားနာရီဆုံးကြတာဝမ်းမသာဘူးလားဘာနဲ့လွဲခဲ့လို့လဲဟုတ်လားဘယ်နဲ့နိဗ္ဗာန်နဲ့တရားယောဂမှာတိုးသွားရင်ဘယ်ဆုံးရမလဲနော်အဲ့တော့နိဗ္ဗာန်နဲ့ရင်တော့ဘာနဲ့နိဗ္ဗာန်နဲ့လွဲမယ်တဲ့လွဲတာပဲကျေးဇူးတင်ရမယ်ကိပေါ့ကဲတော့ဘဝမှာဒီအချက်တွေနဲ့ပြည့်စုံကြိုးစားကြပါအတိတ်ကနေခဲ့ရင်လေဒါနနေခဲ့ရင်ဒါနပါရမီကောင်းမှုတွေများများပြုကြဟုတ်ပြီနော်နေတာများတာလည်းဒုရဏမဟုတ်ဘူးဟုတ်ပြီနော်အခုလည်းပဲဒီနေ့ဒီကလေးရောက်လာတော့ဟောဓမ္မနဲ့လှူအောင်မယ်ဒီလိုလာပြီးလေအတွက်ဆိုတော့ဟောသုံးတယ်လှူချလိုက်တာနော်တော်တရားတရားကောင်းတယ်မို့လေအောင်နိုင်လားဘုံလို့မင်္ဂလာရှိရတာနော်ကဲဘာလဲတော့တရားတရားပဲလေဒါနနေတော့ပွဲတတ်တယ်ဒီသဘောတရားလေးသိပြီးတော့လူတော့ပို့တော့ကောင်းသွားပြီနော်ကဲသီလတွေကောင်းမှုကဇောင်းတဲ့ရုပ်ဆင်းငါတွေလှပ်ပါပြီးတော့အသက်လည်းရှိမယ်ကျမ်းမာမာနဲ့အသက်ရှိရတာမကောင်းဘူးလားအေးဒါကြောင့်သီလလေးဆုံးရအောင်နော်သမထအလုပ်လေးလည်းလုပ်ရင်စိတ်ချမ်းချမ်းသာသာမရဘူးလားအေးသမထနဲခဲ့တဲ့ပုဂ္ဂိုလ်တွေကကြံပန်ပြီးတော့လေအကျိုးကိုအလိုကိုတဲ့စိတ်တည်ပူပန်ရတတ်တယ်တဲ့တူနေလားမသိဘူးဟုတ်လားပူနေရတယ်ဆိုတာဘာနဲလို့သမထနဲလို့နော်အဲ့တော့မရောက်သေးသောအနာဂတ်ကိုကြိုတင်တွေးဆမှန်းဆပြီးတော့ပူပန်တရားတတ်တာဒီဘာနေတာသမထနဲသမထအားကောင်းတဲ့လူကြတော့မရှိရှိသူ့ဖြစ်ချိန်တိုင်းဖြစ်မယ်ပြည့်ချိန်တိုင်းပြည့်မယ်ဆိုတဲ့ဓမ္မရဲ့သဘောလေးသိပြီးတော့သူကငြိမ်းငြိမ်းချမ်းချမ်းနေတတ်တယ်တကယ်တမ်းလည်းပဲဘဝသဘောဟာအားလုံးဟာဖြစ်ချိန်တိုင်းလည်းဖြစ်တယ်ပြည့်ချိန်တိုင်းလည်းပြည့်တယ်ဒါပေမဲ့အဲ့ဒါကိုကိုကလိုက်ပြီးတော့စန့်ကျင်မဲ့လုပ်ပြီးတော့မျောလင့်နေရင်တော့စောစောပြောတယ်ဘာနေတာသမထနေတော့ဘာဖြစ်တော့စိတ်ဆင်းရဲရတယ်ပူလောင်နေရတယ်နော်ကဲအဲ့တော့မိမိတို့တွေဘဝအောင်မြင်ကြရင်တိုးတက်ခြင်းကြရင်ပြားလို့အောင်စုပြားလို့စုဘယ်လိုစုอ่ะပြားလို့စုပြားလို့အောင်စုဗမာပြည့်၍ထားမှုလိမ္မာလွန်ကျမ်းသာဤပြားလို့ပုံစုဗမာပြည့်၍ထားမှုလိမ္မာလွန်ကျမ်းသာဤရင်ကောင်းသောတုံဝမ်းဝယုံမြရှားဖွေမပြတ်မရငတ်ဤပြားလုံးပုံစုဆိုတာပြားကလေးတွေဟာလေကြည့်လိုက်ရင်သူတို့ကလေတူဝီနဲ့ပြန်တန်းပြီးတော့ဘဲကိုပြန်လဲပန်းဝိကြီးစုပ်လို့ရမယ်ပန်းရှိတာတွေကိုပြန်တယ်တနည်းပြောမယ်ရနံ့ကောင်းတဲ့နေရာတွေကိုပြန်တန်းတယ်ဘဲကိုပြန်တန်းလဲရနံ့ကောင်းတဲ့နေရာတွေကိုသူကပြန်တန်းပြီးတော့အဲ့ဒီပန်းဝိကြီးလေးတွေကိုမှတကယ်ဝိဇ္ဇာလေးတွေရှိတဲ့နေရာတွေကနေပန်းဝိကြီးလေးစုပ်ယူပြီးတော့သေးသေးချာချာသူကဘာလုပ်တာသိမ့်စီထားတာအားလုံးအတွက်ကိုလည်းပဲဒီသူတို့ရဲ့ပြားဝိကြီးဇာလေးစုပ်ပြီးတော့ဒီပြားကြီးလေးတွေကအာဟာရစေဝါတော့မဖြစ်ဘူးလားအားလုံးအတွက်ကိုလည်းသူကလေပန်းပို့ပေးတယ်အေးအဲ့ဒီလိုပုံစုထားတယ်သူတို့မှာတဲ့တစ်နှစ်ပတ်လုံးစားကြတောက်စရာရှားသွားတာရှိလားမရှိဘူးအားလုံးကစုပေါင်းပြီးတော့စုထားတဲ့အတွက်ကြောင့်အစင်မပြေတဲ့အခါလဲဒါကိုပြန်ပြီးတော့စုပ်ယူစားသုံးလို့ရဒါကြောင့်ပြားလုံးပုံစုပမာပြု၍ထားမှုလိမ္မာလွန်ချမ်းသာဤဒါလေးဒီမှတ်တာနော်အဲ့တော့ဘယ်လိုကျင့်ပြားလို့ကျင့်ဘယ်လိုကျင့်မလဲရင်ကောင်းသောတုံဝမ်းဝယုံမြရင်ကောင်းသောတုံဝမ်းဝယုံမှရှာဖွေမပြတ်မရငတ်ဤရင်ကောင်းလေးကြည့်ရှာလိုက်တာတဝူပြီးနဲ့တော်တော်လေးမြင်ကပ်ဖို့ကောင်းတယ်နော်ပြားဆိုရင်တော်တော်မုန်းကြတယ်တဝူပြီးနဲ့သူများကိုလည်းဒုက္ခပေးတယ်နားလေဒုက္ခပေးတယ်လူနားလာနားနေပဲဒုက္ခတွေပေးလို့တခါတည်းရက်တဲ့ကောင်းတဲ့ခါရတဲ့ဟဲ့လားမျိုးပြည့်အဲ့ဒီလိုပြည့်အဲ့တော့ရင်ကောင်းတွေကသူများကိုလည်းဒုက္ခပေးတယ်ဘဲကိုသွားလေအညီအဟောက်ရှိတယ်များသွားတယ်မကောင်းမှုဆိုတဲ့အပုတ်တွေအနံ့တွေရှိတဲ့နေရာကိုရွေးချယ်ပြီးတော့မသွားဘူးလားအေးအဲ့ဒီလိုရင်ကောင်းတွေလို့ပြုကျင့်မယ်ဆိုရင်တော့ဘဝတွေဘယ်လှနိုင်မလဲနော်ဆိုတော့အညီအဟောက်ရှိတဲ့နေရာတွေသွားတယ်
မကောင်းတဲ့နေရာတွေသွားတယ်မသိတော့တဲ့နေရာတွေသွားတယ်သွားတဲ့နေရာတွေကိုမရွေးချယ်နိုင်ဘူးတဲ့သူတို့မှာဒီနေရာသွားရင်တော့ငါ့အတွက်ဂုဏ်သိက္ခာကျစေရဲ့ဒီနေရာသွားရင်တော့ငါ့အတွက်ဂုဏ်သိက္ခာတွေမဲ့စေရဲ့လို့ဒီလိုမတွေးတော့ပဲနဲ့ရင်ကောင်တွေကဘယ်ကိုသွားလဲအညီအဟောက်ရှိတာသွားတယ်စုကြတယ်စုပြီးတော့တဝူကြီးနဲ့အော်ပြီးပြီးတော့အဲ့ဒါတွေကိုစားသုံးပြီးတော့ဘာမှသူမစုနိုင်စုနိုင်လားမစုဘူးစုဆောင်းခြင်းတဲ့စိတ်လည်းသူတို့မှာမရှိဘူးအဲ့တော့မရှိတော့အဲ့ဒီမှာနောက်ဆုံးတော့သူတို့မှာဒုက္ခတွေရောက်တာပေါ့ရင်ကောင်းသောတုံးဝမ်းဝါယုံများရှားဖွေမပြတ်ရှားတာလည်းပဲတစ်ဖက်ဖက်ပေါ့မောတယ်ဟုတ်လားတို့တွေမှာအခုမစုဆောင်းတဲ့အခါကျတော့ပြားလို့မသို့သိမစုဆောင်းတဲ့အခါကျတော့ရှားလို့လက်စမတတ်ဘူးနော်အဲ့တော့စုဆောင်းရတယ်ရှားဖွေမပြတ်မရနိုင်ကြီးဘယ်လောက်ရှားဘယ်တော့မှလည်းမရနိုင်ဘူးဘယ်တော့မှလည်းပဲပြည့်တယ်လည်းမရှိဘူးအမြဲတမ်းငတ်ပြတ်နေတဲ့ဘဝဘာတူလဲရင်ကောင်းတွေအဲ့လိုရင်ကောင်းတွေလို့တော့မကျင့်နေဟုတ်ပြီနော်ဒီဒါကြောင့်ဒီကနေ့မိမိရဲ့ဘဝအောင်မြင်အောင်တိုးတက်အောင်ရှာဖွေကြတယ်ကြိုးစားကြတဲ့အခါမှာဘယ်လိုကျင့်မဲ့ပြားလို့ကျင့်ဘယ်လိုကျင့်မဲ့အေးဘယ်လိုရှောင်ရမယ်ရင်ကောင်းတွေလို့ရှောင်ရမယ်အနည်းအောင်ရှိတဲ့အရာတွေကိုဘယ်တော့မှမသွားပါနဲ့မလုပ်ပါနဲ့စိတ်တဲကနေတော့မမှန်ပါနဲ့မိမိရဲ့ဂုဏ်သိက္ခာတွေမဲ့စေနိုင်တဲ့ကြာစေနိုင်တဲ့အရာတွေကိုဘယ်တော့မှမသွားပါနဲ့မလုပ်ပါနဲ့မမျော်မှန်းပါနဲ့အဲ့ဒီလိုရင်ကောင်းတွေလို့ရှောင်ရှားပြီးတော့ပြားလို့စုကြမယ်ဆိုရင်မိမိတို့ရဲ့ဘဝမှာအောင်မြင်တဲ့အောင်မြင်ပြီးတော့ချမ်းသာမှုတွေကိုကိုယ်တိုင်ကိုယ်စီရနိုင်ပါပေတဲ့ဥ၍ဆုတောင်းပတ္တနာပြုလိုက်ရပါပေကုန်တော့တည်းဆိုလိုက်ငါတို့နေရာဤကဘာမာယာယနေကင်းပါစေနှခါလာငါတို့နေရာဤကဘာမာယာယနေကင်းပါစေငါတို့နေရာဤကဘာမာယာယနေကင်းပါစေလူအချင်းချင်းနှိမ့်ဆက်ခြင်းမာယာလက်ပတ်ကင်းပါစေလူဝချင်းချင်းနှိမ့်ဆက်ခြင်းမာယာလက်ပတ်ကင်းပါစေလူဝချင်းချင်းနှိမ့်ဆက်ခြင်းမာယာလက်ပတ်ကင်းပါစေမာယာဤယံမေတ္တာတံထိမှန်နိုင်ပါစေဆိုမာယာဤယံမေတ္တာတံထိမှန်နိုင်ပါစေမာယာဤယံမေတ္တာတံထိမှန်နိုင်ပါစေကဲအလုံးမေတ္တာတရားတွေကိုယ်စီရပြီးတော့အောင်မြင်ဖို့တွေမိမိတို့လိုရင်းဆန္ဒတွေပြည့်တဲ့ပြည့်နိုင်ပါစေကြောင်းဆုတောင်းပတ္တနာပြုလိုက်ရပါပေကုန်တော့တည်း